ဒီနေ့ကတော့အမေသားကချင်ချက်လေးချက်စားဖြစ်ပါရှင်။အဝင်တဲ့ပစ္စည်းတွေကတော့ပုံပါတိုင်းမှာပြင်ဆင်ထားတဲ့အိုးထဲမှာထောင်းထားတဲ့အစာပလာလေးတွေကိုထည့်တယ်ပြီးတော့မှဟင်းခက်မွေးကြိုင်ဖြစ်တဲ့တစ်ကြပိုးမုံခွာချောင်းအထုံအရသာမြုပ်တီအရသာပြီးတော့စီအနှဲငယ်လေးတွေကိုထည့်ပြီးတော့စုပ်ကလေးနဲ့အရသာပိုဝင်သွားအောင်နှဲပြီးလိုက်ပါတယ်ရှင်။ဒီလိုနှဲပြီးချင်းအပြင်အရသာပိုပြီးမှဝင်ပါတယ်ရှင်။ပြီးရနဲ့စပြီးမှတည်ပါတယ်လုံးရည်လေးခန်းသွားတဲ့အထီကိုပထမဦးဆုံးအနေနဲ့အရင်လေးလုံးချက်လိုက်ပါတယ်လုံးရည်လေးခန်းလာတဲ့အချိန်မှာတော့စုံချင်းရည်လေးတွေကိုအရင်ဦးဆုံးလောင်းထည့်လိုက်တယ်စုံချင်းရည်နဲ့လုံးပြီးသွားတဲ့ချိန်နောက်ရည်နွေးဖြူနဲ့နောက်တစ်ချိန်ပြန်လုံးချက်ပါတယ်လုံးရည်နဲ့အစီလေးတွေပြန်လာတဲ့ချိန်မှာတော့ပြင်ဆင်ထားတဲ့ပဲထောင်ရှည်လေးတွေကိုထည့်ပေးပါတယ်ရှင်ကျမအတွက်ကတော့အရသာလေးနည်းနည်းပေါ့လို့ခံစားရတဲ့အတွက်ပဲငံပြားရည်နည်းနည်းထည့်လိုက်ပါတယ်။စားကြတော့အစာပလာထောင်းတဲ့ချိန်မှာထောင်းပြီးထည့်ထားလို့ပါ။နောက်ဆုံးမှာတော့ပြင်စင်းလေးကိုထည့်ပြီးမှချက်လိုက်ပါတယ်ရှင်။နောက်ဆုံးမှာတော့လွယ်ကူရိုးရှင်းတဲ့အမဲသားပဲတောင်ရှိကချင်ဟင်းဆက်လေးချင်းငံဇက်ဟင်းလေးတစ်ခွက်ရသွားပါပြီရှင်။စားကြပါဦးရှင်။တန်တန်